Hello Hello အားလုံးပဲမင်္ဂလာပါဒီဖြစ်ပါတယ်ဒီနေ့လည်းပထမလုံးကြောလေးပေါ့နော်ဒါလေးအရန်လာရပေါ့နော်ဒါလေးဆိုလို့ရှိရင်လက်စွပ်တေးလေးလုံးဝလို့ရှိရင်အရန်လာပါတယ်ဒါလေးကကျတော့အမျိုးကိုယ်တိုင်လုံးဝလို့ရရပေါ့နော်ကိုယ်တိုင်အဲ့လိုမျိုးဗလဲငွေထည်နဲ့ဖြစ်ဖြစ်925နဲ့ပဲဖြစ်ဖြစ်အရန်လာရเนาะဒါလေးဆိုလို့ရှိရင်ဒါလေးကဘယ်နှကလပ်ရှိလဲဆိုတော့3ကလပ်ကြော်ရှိရပေါ့နော်ဒါလေး3ကလပ်ကြော်ရှိလောက်တဲ့ဒါလေးဈေးလေးကကျတော့9သိန်းခွဲလေးပါပဲရှင်ဒါလေးဈေးလေးက9သိန်းခွဲလေးပါကြိုက်လို့ရှိရင်CB မှာလာခဲ့ပေါ့နော်ခြေ3ကလပ်ကြော်ရှိရပေါ့နော်ဒါလေးဆိုလို့ရှိရင်အရန်လာပါတယ် Hello Hello 小薇来了今天给你们看一下红宝石很好看的一个它这个有3克拉多的啊这个有3克拉多的这个也是戒面哦可以做戒指的然后耳钉也是可以的哦家人们这样的话价格是3000人民币价格是3000人民币哦它这个也是很好看的一个如果喜欢的话可以来找小薇的哦谢谢大家家人们